Hello ချစ်တွေမင်္ဂလာပါရှင်အားလုံးပဲနေကောင်းတယ်ဟုတ်မမတော့နေကောင်းပါတယ်လာလို့ပါလို့ပါပဲဒီနေ့ဒီမှာပန်းလေးတွေခုဖြစ်တယ်ပေါ့အဲ့ပန်းလေးတွေကနေမမတိကျင်တာလေးချစ်တွေမေးမလို့ဒီပန်းလေးရဲ့နာမည်မမမသိဘူးเนาะမမထင်တာကတော့ဒီပန်းလေးကမုံလုံးတဲ့ပန်းလေးလို့ထင်တယ်ပြီးတော့လည်းအတုပ်ဆိုင်မှာလည်းတွေ့ဘူးသလားလို့အဲ့ဒါလည်းတုပ်စားလို့ရတဲ့ပန်းလားမသိဘူးမမမျက်လုံးကပဲအမြင်မားတာလားတော့မသိဘူးเนาะပြီးတော့ယူဒီယာစားတောက်ဆိုင်မှာဆိုလို့ရှိရင်ထပွင့်ပွဲပြင်တဲ့နေ့ထဲမှာလည်းထည့်တယ်ပေါ့အဲ့ဒါမမကသိကျင်တာလေးပန်းလေးရဲ့နာမည်လေးရဲ့ပြီးတဲ့အခါကျတော့စီးပဲဝင်တဲ့ပန်းလေးလားလို့ဒါစားလို့ရှိရင်ကလူတွေအတွက်ဘာအာနိသင်များရတယ်လဲပေါ့အသုံးဘလို့ဝင်လဲပေါ့နော်ခန္ဓာကိုယ်အတွက်ပေါ့အဲ့ဒါလေးသိကျင်တာချစ်တွေတီးလို့ရှိရင်မမကိုပြပြပေးပါဦးဒီမှာဒီပန်းလေးတွေပန်းလေးရတော့ခရမ်းရောင်ရင်းရံနေပေါ့နော်မမအဲ့ဒါကိုနာမည်မသိဘူးဖြစ်နေလို့လူတွေအတွက်ဘလောက်အကျိုးပြုလဲစားရင်လူတွေနဲ့တင့်တော်လားပေါ့နော်အဲ့လိုမျိုးပေါ့နော်မမတော့မုံလို့စားမုံလို့တဲ့ပန်းလို့မမကထင်တယ်မုံလို့စားရတဲ့ပန်းလို့ထင်တယ်ပေါ့နော်ဒါပေမဲ့မမနာမည်မသိဘူးဖြစ်နေတာပြီးတော့သူ့ရဲ့အာနိသင်မမမသိဘူးဖြစ်နေတာနော်စီးဘက်ဝင်တဲ့ပန်းလေးလားဆိုတာမမသိချင်တာတကယ်လို့ချစ်တွေဒီပန်းလေးကိုသိတယ်ဆိုလို့ရှိရင်မမကိုပြပြပေးပါဦးလို့အားလုံးပဲကောင်းတော့နေပါရှင်